အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် Power Query ကိုသုံးပြီး PDF file ကနေ Excel ပြောင်းတဲ့နည်းလေးကိုပြောပြပေးပါမယ်ပထမဆုံးကျွန်တော်တို့ blank sheet တစ်ခုကိုခေါ်ပါမယ်ပြီးရင်တော့ data တွေကနေ from file ကိုသွားပြီး from PDF ကိုဖွင့်ပါမယ်ပြီးရင်တော့မိမိပြောင်းနေတဲ့ PDF file ကိုရွေးလိုက်ပါမယ်ဒီလို convert လုပ်တဲ့ချိန်မှာသူက table ရော non table ရောကိုသူကဖော်ပြပေးပါတယ်အဲ့ဒီကနေကျွန်တော် non table ကိုရွေးလိုက်ပါမယ်ရွေးပြီးရင်တော့ transform data ကိုနှိပ်လိုက်ပါမယ်ဒါဆိုကျွန်တော်တို့ Power Query ထဲကိုရောက်သွားပါပြီအဲ့ဒီထဲမှာ data cleansing လုပ်တဲ့နည်းလေးတွေကျွန်တော်ဆက်ပြောပြပေးပါမယ်ကျွန်တော်တို့မလိုချင်တဲ့အပေါ်က row တွေကိုဖျက်ချင်တဲ့အတွက်ကြောင့်မို့လို့ home tab ထဲကနေ remove row ကိုဖွင့်ပါမယ်အဲ့ထဲကမှ remove top row ဆိုတာလေးကိုရွေးလိုက်ပြီးတော့ကျွန်တော်တို့ဖျက်ချင်တဲ့ row အရေအတွက်ကိုရိုက်ထည့်ပြီးတော့ OK နှိပ်လိုက်ပါမယ်နောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့မလိုအပ်တဲ့ null row တွေကိုဖျက်မှာပါ filter button လေးကိုနှိပ်ပြီး null ကို uncheck လုပ်ပေးလိုက်ပါမယ်ပြီးရင် OK ကိုနှိပ်လိုက်တာနဲ့ null row တွေပျောက်သွားပါပြီခုနက top rows တွေဖျောက်သလိုပဲအောက်က bottom rows တွေကိုလည်းကျွန်တော်တို့မလိုအပ်တဲ့ row တွေထပ်ဖျောက်ပါမယ်အဲ့လိုဖျောက်ဖို့အတွက်ခုနလိုပဲ home တဲက remove rows တကိုဖွင့်ပါမယ်ပြီးရင်ဖျောက်ချင်တဲ့ row ရေအတွက်ကိုရိုက်ထည့်ပြီး OK ကိုနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင် row တွေပျောက်သွားတော့တွေ့ရမှာပါဒီတစ်ခါကျွန်တော်တို့ null column တွေကိုဖျောက်မှာပါဖျောက်ချင်တဲ့ column တွေကိုရွေးပြီး remove ကိုနှိပ်လိုက်ရုံပါပဲအဲ့ဒါလိုပဲညာဘက်မှာရှိတဲ့ null column တွေကိုလည်းအဲ့လိုပဲ select ယူမယ် remove ကိုနှိပ်မယ်select ရွေးမယ် right click remove ကိုနှိပ်ပါမယ်ကျွန်တော်တို့မလိုအပ်တဲ့ null row null column တွေပျောက်သွားတော့တွေ့ရမှာပါ first row ကိုကျွန်တော်တို့ header ပြည့်တင်လိုက်ပါမယ်ဒါဆိုရင် first row က header ဖြစ်သွားပါပြီ date format လေးပြောင်းဖို့အတွက်ကျွန်တော်တို့ ABC ဆိုတာလေးကိုနှိပ်ပါမယ်အဲ့ထက်ကနေ using locale ကိုနှိပ်မယ်data type မှာ date ကိုကျွန်တော်ရွေးပါမယ်ပြီးရင် Asia format ဖြစ်တဲ့ Malaysia ကိုရွေးပါမယ်ဒါမှသာလျှင်သူက date month year ဆိုပြီးတော့ Asia format ရမှာပါလို့ရွေးလိုက်တာနဲ့အောက်မှာနမူနာလေးတွေ့ရမှာပါ sample format လေးပြီး OK နှိပ်လိုက်ပါအဲ့ဒါလိုပဲ due date column ကိုလည်းဒီနည်းတိုင်းပဲကျွန်တော်တို့ using locale သုံးပြီးတော့ date format အမှန်ပြောင်းလိုက်ပါမယ် data type မှာ date ကိုရွေးမယ် locale မှာကျွန်တော်တို့ Asia type ဖြစ်တဲ့အတွက်ကြောင့် Malaysia ကိုကျွန်တော်ယူလိုက်ပါမယ်သူကဘယ်လိုပဲရိုက်ထားကျွန်တော်တို့ Asia format ဝင်အောင်ထည့်ပေးတဲ့သဘောပါကျန်တဲ့ format တွေကျွန်တော်လိုက်စစ်ကြည့်တဲ့အခါမှာသူ format type မှန်တဲ့အတွက်ကြောင့်ကျွန်တော်မပြောင်းတော့ပါဘူးဒါဆိုရင်အားလုံးပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ close and load ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့လိုချင်တဲ့ cleansing လုပ်ပြီးသား table ကိုရပါပြီဒါဆိုကြကျွန်တော်တို့ PDF ကနေ Excel ကို Power Query သုံးပြီးပြောင်းလိုက်တာပါဒီလက်ရှိမြင်နေရတဲ့ table လေးကနေ PDF ကနေခုဒီမှာမြင်နေရတဲ့ table လေးဖြစ်အောင် Power Query သုံးပြီးလုပ်လိုက်တာပါကျေးဇူးတင်ပါတယ်ခင်ဗျာ